Hello မင်္ဂလာပါရှင်ဒီနေ့ကြည့်မဲ့ခေါင်းစဉ်လေးကတော့အခုကိုကြောင်နေတဲ့ပြဿနာတစ်ခုခုနဲ့ဘယ်လိုဆက်ဖြစ်မလဲပေါ့နော်အဆင်ပြေသွားမလားဒါမှမဟုတ်ဒီပြဿနာကညှိနှိုင်းလို့မရဘဲနေတော့ရမှာလားအဲ့ဒါလေးကြည့်ပါမယ်ပြောတဲ့ပြဿနာကတော့အချစ်ရေးလေးဖြစ်နိုင်တယ်ဒါမှမဟုတ်မိသားစုလေးဖြစ်နိုင်တယ်ဒါမှမဟုတ်အလောက်အကင်ထဲကတငယ်ချင်းအလောက်ဖော်ကင်ဖက်တွေလည်းဖြစ်နိုင်တယ်ပေါ့နော်ပြဿနာပါမစိုးကျမရည်ရွယ်ပြီးကြည့်ပါတယ်အဲ့တော့ကိုကြိုက်ရဖိုင်လေးတစ်ခုကိုရွေးလိုက်ပါ Okay ဖိုင်1 template ကိုရွေးထားတဲ့သူတွေအတွက်ပေါ့နော်ကျမဒီကမှာတကယ်တော့ serious မထားပါဘူးဒါပေမဲ့ကျမခံစားချက်လေးဒီကနဲ့ရလိုက်တယ်ပေါ့နော် template energy နဲ့ balance နဲ့တွားရင်ဒီပြဿနာကအဆင်ပြေနိုင်မယ်ဒါပေမဲ့ပါပြဿနာတော့ကျမမသိဘူးနော်ဒီပြဿနာကဘယ်လိုပြောရမလဲ balance ဖြစ်အောင်ညှိနှိုင်းရအဆင်ပြေနိုင်တယ်လို့ပြပါတယ်နိုင်အောင်ခါပြီး King of Cup တဆန်းတဆန်းကဒီကလေးကကိုလုံးပေါ်ရင်ကျမ YouTube အကြောက်တယ်ဖောင်းလိုက်မယ်အပေါ်လေးနည်းနည်းရွှေ့လိုက်မယ် King of Cup ပြီးရင်နောက်တစ်ခါဒါဒီပြဿနာကတော့ဘယ်လိုပြောရမလဲ balance နဲ့ရှင်းရင်ပြီးဆောင်သွားနိုင်တယ်ဒီမှာကြည့်ကိုဘယ်လိုပြောရလဲဂျေနာရဲ့တဲ့ကိုဂျေနာရတဲ့ရလာတစ်ခုကိုရမယ်ကွာ template energy နဲ့တွားရင်ကြည့်ဒီ9 out cup energy နဲ့ကမြစ်တာစစ်မြစ်တာမှန်နဲ့ညှိနှိုင်းပေးတာပေါ့နော်ဒီမှာတဆန်းအဲ့လိုမျိုးညှိနှိုင်းရင်နှစ်ယောက်နှစ်ဖက်စလုံးကအဆင်ပြေသွားနိုင်ပါတယ် king out cup energy နဲ့ကိုယ့်ရဲ့ဘယ်လိုပြောလဲစိတ်စိုက်ရင်းနဲ့အစစ်မှန်စွာဘယ်လိုပြောမလဲစိတ်မှန်စွာ balance ဖြစ်အောင်တွားပေါ့နော်ဒီပြဿနာကဘယ်လိုပြောကျမလည်းစကားကိုဒီပြဿနာကအဆင်ပြေသွားနိုင်ပါတယ် balance ဖြစ်အောင်တွားရင်ပေါ့နော်အဲ့တော့ဒီလောက်ပါပဲကြည့်ပေးရကျေးဇူးတင်ပါတယ်ကျမစကားပြောမပြီးရရှိရင်သိခံပေးပေါ့နော် Okay ကျေးဇူးပါ Okay ဖိုင်2ด้วยမင်္ဂလာပါရှင်ဒီဖိုင်2လေးကတိုက်ဆိုင်စွာနဲ့ဒါဖိုင်2နော်ဒီမှာလည်းနံပါတ်2တခုဒီကကိုကျမရွေးထားတာမဟုတ်ဘူးနော်ကျမရှက်ဖယ်လောက်ပြီးဆွဲထားတာအဲ့ဒီဖိုင်2မှာဒီမှာဒီကကြာတယ်ဒီဒါလည်းဖိုင်2ဒီကလည်းနံပါတ်2နဲ့ပေါ့နော်ဖိုင်6ပါ Okay ဖြစ်နေတဲ့ပြဿနာနဲ့ပတ်သက်ပြီးအဆင်ပြေတော့နိုင်ချင်ရှိလားဒီမှာ9 out 1ပြီးရင် King of Pentacles ဒါ5 out ဒီကနိုင်ရတယ်ငါကရဆိုရင်ဒီလိုမျိုး Okay ဖိုင်2တွေကတော့အဆင်ပြေသွားနိုင်ချေရှိလားဆိုတော့ဘယ်လိုပြောရမလဲအခုရရေးနေမယ်လို့တွေ့တယ်ရှင်ပြေသွားနိုင်ချေကတော့နဲမယ်ဥပမာဒီပြဿနာကအချစ်ရေးလေးဖြစ်နိုင်တယ်ဒါပေမဲ့ဒီမှာမိသားစုရေးရလို့မခံစားရဘူးမိသားစုဆိုတာပြီးဆုံးသွားတာမျိုးမစိတ်ဘူးပေါ့နော်မိသားစုဆိုတာဒီဘွားလောက်မိသားစုဆိုတာမပြတ်နိုင်တဲ့မြစ်တာရေစက်ပေါ့နော်ဓာတ် energy နဲ့ဒီပြဿနာကအဆင်ပြေသွားနိုင်ချေရှိလားဆိုတော့မရှိဘူးတော့မြင်ပါတယ်ဥပမာတင်တငယ်ချင်းနဲ့ပြဿနာတိုက်တယ်ဆိုတော့ဒီတင်တငယ်ချင်းရဲ့ connection ကပြီးဆောင်သွားနိုင်တယ်ဘယ်လိုပြောတငယ်ချင်းတွေပြက်စီးသွားနိုင်ပါတယ်စောင့်ရှောက်ရနိုင်ပါတယ်အဲ့လိုမျိုးမြင်ပါရှင်စိုက်တော့မကောင်းဘူးเนาะဒါပေမဲ့ဒီပြဿနာမပေသူကအနိုင်ရမယ်ဆိုတော့ဒီ Five of Cup energy နဲ့အကင်းပါတဲ့တယောက်ကနိုင်မယ်ဥပမာတင်ကအကင်းပါရင်တင်ကဒီပြဿနာမှာအနိုင်ရမယ်တင်ကတစ်ဖက်လူကအကင်းပါရင်တစ်ဖက်လူကအနိုင်ရမယ်
အဲ့လိုမျိုးမြင်ပါလေရှင်ပြီးရင်တယောက်ကနိုင်ပြီးနောက်တယောက်ကတည်နိုင်အောင်စ energy နဲ့ဆောင်းရှောင်းရတာပေါ့နော်ကြည့်ရတာစိုက်တော့မကောင်းဘူးပဲကျမကဒါကကျမကျန်နေကြည့်တာနော်လူတိုင်းနဲ့ကိုက်ညီမယ်လို့မထင်ဘူးအဲ့တော့ဒီ energy က negative ဆိုင်နေတယ်ဆိုတော့ကိုမယူချင်လဲရတယ်မယူချင်ဒီဒါကအပျော်လေးတဘောနဲ့ထားပြီးကြော်သွားပေါ့နော်အဲ့တော့ကြည်ပေးရတဲ့ကျေးဇူးတင်ပါတယ် Okay ဒီမှာ fight tree တွေအတွက်ပြဿနာပဲဖြေရှင်းအိုး fight tree အိုး tree of swords ပါပြဿနာတော့ကျမလည်းအဖြေမထောက်ပေးနိုင်ဘူးနော် fight tree တွေတဲ့ပြဿနာလေးကတော့ဒီမှာကွာနူးညံ့ရင်ကြက်မှုနဲ့ဖြေရှင်းမယ်ဆိုရင်တစ်ဖက်လူကောင်စကားလေးကောင်းကောင်းချိုတတာလေးနဲ့ဖြေရှင်းရင်ရနိုင်မယ်လို့ထင်ပါတယ်ဒါပေမဲ့ဒီ energy လေးကကြတော့ဒါတော့တောင်းပွေးဆိုင်နေတာပေါ့နော်အချက်ရဲဆိုရင်တောင်းရောက် connection လို့ခံစားမှုရပေါ့ကွယ်ဥပမာကိုနဲ့ကိုရဲ့ချစ်သူရီးစားကြမှာတယောက်ယောက်ကဝင်လျှောက်တယ်ပေါ့နော်အဲ့ဒါကိုကညှိနှိုင်းပြီးရင်အဲ့ဒီတယောက်ယောက်ကအသေးကွဲစွာနဲ့ကိုရဲ့ connection တွေကြားကနေလှက်ထွက်သွားရတာပေါ့နော်အဲ့ဒါကိုရဲ့ပိုင်ဆိုင်မှုကိုအောင်မြင်စွာနဲ့ထပ်ပိုက်သွားရတယ်အဲ့လိုခံစားရတယ်ဒါမှမဟုတ်အဲ့ဒီတောင်းမွေးဆိုင်ကကိုကဘယ်လိုပြောရမလဲကိုကအပိုလူဖြစ်နေရင်ကိုကပဲလှက်ထွက်သွားရမှာကိုကအပိုလူမဟုတ်ပဲကိုဒါကကိုအပိုင်ဆိုကိုကအနိုင်ရမယ်ဒီအောင်မြင်မှုအကိုပဲဘယ်လိုပြောရမလဲအောင်မြင်စွာခြေနဲ့စွာနဲ့ထပ်ပိုက်သွားရမယ်အဲ့ဒါတယောက်ကအပိုတယောက်ကတော့နာကျင်ကြေကွဲစွာနဲ့လှည့်ထွက်သွားရတာပေါ့Okay ဒါ January တင်လေးဖြစ်တဲ့ကြောင့်မို့အားလုံးနဲ့မကိုက်ညီနိုင်ပါဘူးကြည့်ပေးတဲ့ကျေးဇူးများချစ်တင်ပါတယ်နောက်ယူရီတင်နေကြမှာထပ်တွေ့ကြမယ်နော်